မင်္ဂလာပါဗတ္တိဇံကတိကြီးနော်အဆိုကိုခင်ဗျားတို့ပြန်လဲတုတ်ပြန်နိုင်တယ်လို့ကျွန်တော်ပြောလိုက်တဲ့ခါကျတော့ပပ္ပဇံဆိုတာဘယ်လိုပပ္ပဇံလဲရေပပ္ပဇံလားဘွေးကျွန်တော်ပပ္ပဇံလားစစီစီပြက်အဲ့ဒီပေါ်လဲမူတည်သေးတယ်ဆိုပြီးတော့လာပြောတယ်ဗျာကျွန်တော်ကဗတ္တိဇံစကလုံးနဲ့ဗတ္တိဇံယူဆကိုပဲနော်ပတ္တိဇံကတိကြီးပေးတယ်မပေးပဲဘူးဆိုတာကိုနော်ခြေပကြဖို့ပြောတာအဲ့တော့ဗတ္တိဇံပေးတယ်ဆိုတဲ့နေရာမှာလဲဒီနေ့အသင်းတော်တွေကဗတ္တိဇံခံယူမဲ့လူကိုတုံသင်ကြတယ်ယေရှုဟာဘုရားဖြစ်တယ်ယေရှုဟာသင်ရဲ့အပြစ်တွေကိုလဝကတိုင်ယူတင်ပြီးတော့အသေးခံပေးတယ်ဒါကြောင့်သင်ရဲ့အပြစ်တွေယခင်ကအပြစ်ယခုအပြစ်နောင်အပြစ်တွေအားလုံးဟာကင်းစင်ခြင်းတို့ရောက်တော့သင်ဟာဘုရားသားဖြစ်ရောက်တယ်အဲ့ဒီအစေလောက်ပဲတုံသင်ပေးတဲ့ခါကျတော့ဗဇံခံပြီးသူဘုရားသားသမီးတွေခရိယန်တွေနောင်နာတရားကိုမသိကြဘူးဗျဗဇံခံစဉ်တုန်းကသူတို့ဟာယေရှုခရစ်တော်သူလိုက်ပါပြီးတော့သူတို့ရဲ့အပြစ်တွေကိုဒုစရိုက်တွေကိုယေရှုခရစ်တော်ကထမ်းပိုးသွားပြီးတော့လဝကတိုင်ကိုတက်တဲ့အခါမှာသူတို့လည်းလိုက်ပါပြီးတော့သူတို့ old self ကလဝကတိုင်မှာခရစ်တော်နဲ့အတူသေရမှာဗျဒီလိုသေမှသာလျှင်သူတို့ဟာခရစ်တော်ထမြောက်သောဘဝနဲ့သူတို့လည်းခရိယာအသက်ရှင်သောဘဝအသစ်ကိုရောက်ပြီးတော့သူတို့ဒီဘုရားသားသမီးအဖြစ်နဲ့အသက်ရှင်နေထိုင်သွားတဲ့အခါမှာယနေ့သူတို့မသေးသေးပါဘူးသူတို့ခန္ဓာရှိပါတယ်ဇာတိရှိပါတယ်ဆိုတော့သူတို့နောင်တရဖို့လိုပါတယ်သူတို့သေခဲ့ပြီးပြီဆိုတာကိုလည်းသိဖို့လိုပါတယ် Sunday School ရှာမတယောက်ကျွန်တော်ပြောပြတယ်ဗျသူကအပြင်မှာရံဖြစ်လာပြီးတော့သူ့ရဲ့ရှာမကြီးကိုသူလာပြီးတော့ငိုကြွေးပြီးတော့ပြောတယ်မတရားပြောခံရတော့ဗောနေကဇာတိနဲ့ရင်ဆိုင်ပြီးတော့ရံဖြစ်လာတာပဲနေ့ဇာတိကသေမမသေးတာဒါကြောင့်မို့လို့နေကဒီလိုခံစားရတာဗောအဲ့တော့ဇာတိသေလိုက်ပါလို့ပြောတယ်နင်းသေးဖို့လိုတယ်ဒါကိုပြောပြတဲ့အခါကျတော့ငါဆိုရအတ္တအစွဲလန်းလောကရာတမဲ့ကျဇာတိဝိအခြေများကြောင့်အပြစ်ဖြစ်ခြင်းစာတာနဲ့တိုက်ခိုက်တဲ့ခါမှလည်းသေရခြင်းငြိမ်သက်ခြင်းရှိဖို့သူနောင်နာတရားကိုနားလည်သွားတယ်ဆိုတဲ့အကြောင်းကိုပြောပြလာပါတယ်ဒါကြောင့်မလို့ခရိယာများမိမိရဲ့ဇာတိဒီသေးပြီးတော့နောင်နာနဲ့ဘုရားသခင်စီအမြဲသွားရမယ်ဆိုတဲ့အကြောင်းကိုမှတ်သားစေလိုပါတယ်အာမင်